လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကညောင်တုံးရွာလေးမှာဖြစ်ခဲ့တဲ့အကြောင်းလေးပါအဲ့ဒီတုန်းကညောင်တုံးရွာလေးမှာလူတွေဟာရှင်းကြတဲ့ယုံကြည်ချက်တွေကလေးတွေနဲ့အတူနေထိုင်ကြပါတယ်အထူးသဖြင့်မိန်းမတွေကလေးမွေးပြီးရင်မိနားမှာအိပ်ပြီးမီးလုံရတယ်ဆိုတဲ့ဓလေ့တွေပါတစ်သားကရင်ပေါ်မှာအိပ်ပြီးအောက်ကနေမီးပို့ထားတယ်မီးရှိန်အရင်များလို့လည်းမဖြစ်တော့စောင့်ကြည့်ပေးမဲ့လူတယောက်လိုပါတယ်ဒီလိုလောက်တာကမိဖွားကာစားမိန်းမတွေကိုကျမ်းမာရေးမမြန်ပြန်ကောင်းလာနိုင်တယ်ဆိုပြီးလူကြီးတွေကပြောကြပါတယ်။ညောင်တုံးရွာမှာအီဆန်ဆိုတဲ့မိမလာလေးတယောက်ရှိတယ်။အသက်30နဲ့တက်လက်ပိုင်းလောက်ထဲကပါ။သူ့ယောက်ျားကတော့ထွန်းလာဖြစ်ပါတယ်။အီဆန်ကကိုဝင်နေစေးလားစေးမှာရောက်နေပြီးမွေးတော့မဲ့အချိန်မို့လို့ထွန်းလာကအိမ်ထဲမှာပဲနေပြီးလဲထဲမသွားဖို့မှားထားတာပေါ့။ဒီနေ့အီဆန်ကရင်းချက်ဖို့ဟင်းရဲတွေပြင်ဆင်ပြီးအသားငါးတွေလီးနေတော့ကိုအောင်မင်းတယောက်တချင်းဆိုပြီးအီဆန်တို့အိမ်ဝိုင်းတွေကိုဝင်လာပါတယ်။ကိုအောင်မင်းကအရက်မူးနေပြီးလက်ထဲမှာလည်းအရက်ပလင်းတစ်လုံးကိုကင်ထားပါသေးတယ်။အီဆန်ရေမင်းယောက်ျားပမာလဲငါသူနဲ့အရက်တောက်ဖို့လာတာဟာအကိုထွန်းလာကလဲမပြန်မလာသေးဘူးလေအကိုအောင်မင်းရဲ့အီဆန်ကပြန်ပြေးလိုက်ပါတယ်။ဟာနင့်ကိုဝင်ကလာရင်နေပြီလားငွေတော့မယ်ထင်းတယ်ဟေးဒါလေးရရင်ငါကျွေးမယ်ငါထိမ့်မယ်နော်အဟာသမီးလေးဆိုရင်တော့ရောဘာလို့ရမလဲကိုအောင်မင်းလူယုံမှာအပြုံးကြီးနဲ့အီဆန်ကိုစနေတာပါကဲငါနောက်တာပါဘသူဖြစ်ဖြစ်ငါထိမ့်မှာပေါ့ဟာငါတူလေးတွေတူမလေးတွေပဲအောင်မင်းတယောက်အရက်ပလင်းကိုမော်ရင်ပြောလိုက်တယ်ကိုအောင်မင်းကထွန်းလာနဲ့အရက်တောက်ဖို့မကြာခဏလာတတ်ပါတယ်။နှစ်ယောက်သားစကားလမ်းကြောင်းလဲတဲ့တာကိုအောင်မင်းကအရက်ကိုနှစ်ချိုက်စွာတောက်တတ်ပြီးမဲ့စိတ်ထားကောင်းပါတယ်။ဘာရဲကလူတွေရဲ့ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်ဝင်ကူညီတတ်တယ်။အောင်မင်းလို့ခေါ်လိုက်ရင်ကိုပြေးလာပြီးကူညီပေးတတ်တာပါ။ဒါကြောင့်ရွာသားတွေကလည်းသူ့ကိုလူကြီးတစ်ယောက်လိုလေးစားချစ်ခင်ကြတာပေါ့။အောင်မင်းကအစ်စင်နဲ့ခဏထိုင်ပြီးစကားပြောနေတော့ငါကန်ထဲမှာပစုံသွားရှာပြီးယူလာပေးမယ်ကွာငါညမကြော်ပြီးစားလို့ရအောင်အောင်းနာဖို့အကိုအောင်မင်းရဲ့ညမလေးပစုံစားချင်နေတာအစ်စန်ကပြေးလိုက်ပါတယ်ဒါပေမဲ့ညနေခင်းကိုထွန်းလာလေတဲ့ကနေပြန်လာတဲ့အထိအောင်မင်းပြန်မလာပါဘူးအယောက်သားဆောင်နေပြီမဲ့လေကိုအောင်မင်းရောက်မလာတော့တာကြောင့်မလာတော့ဘူးတင်ပြီးသမင်းစားလိုက်ကြပါတယ်တဲ့နောက်တနေ့မနက်မှာတော့ရွာသားတယောက်ပြေးလာပြီးအောင်မင်းကိုရွာထိပ်ကကန်ထဲမှာရင်းနေပြီးတင်နေတာတွေ့ခဲ့တယ်လို့ပြောလိုက်တော့အီဆန်နဲ့ထွန်းလာအတော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။အောင်မင်းရဲ့အတူပါကိုရွာသားတွေဦးစီးပြီးထုံးစံအတိုင်းဆောင်ရွက်ပေးကြပါတယ်။ရွာကလူတွေအကုန်လည်းဝမ်းနည်းနေကြတာပေါ့။အထူးသဖြင့်အောင်မင်းနဲ့နောက်ဆုံးစကားပြောခဲ့တဲ့အီဆန်ကပိုဆိုးပါတယ်။ဒါပေမဲ့သူကကိုဝင်စည်းနဲ့မို့ထွန်းလာကဇပနာကိုမသွားခိုင်းခဲ့ပါဘူး။ရက်သိမ့်မကြခင်မှာပဲအီဆန်ပိုင်းနာလာပြီးကလေးမွေးပါတော့တယ်။ဒါနဲ့မျိုးကအလန်းဝေးတာကြောင့်အိမ်မှာပဲတောက်ဖွားဆရာမနဲ့မွေးခဲ့ကြပါတယ်။အားလုံးချွတ်မွေးမွေးဖွားနိုင်ပြီးသားလေးတယောက်ရလာပါတယ်။တောက်ဖွားဆရာမကအိမ်ကျန်းမြင်ကိုရင်းနေစေပြီးအညစ်အကြေးတွေပြောင်းအောင်တန်ရှင်းပေးနေပါတယ်။အိမ်ကတစ်သားချင်းပြင်းနဲ့ခြေရရွှေအိမ်တွေဆောက်ထားတာမို့ရေတွေကအကူတိကျလာပါတယ်။ဒါကြောင့်လေအိမ်အောက်မှာစူးပင်တွေခင်းပြီးထုံးပုံခူးထားရတယ်။ဆုံးတဲ့သစီတွေကသွေးနဲ့ရပြီးမီးတွင်းကအညစ်အကြေးတွေလာမစားအောင်ကာကွယ်ရတာပါ။အစ်စံမီးဝင်တဲ့အခါမှာတော့ထွန်လာကမီးပို့ပြီးကရင်အောက်မှာမီးထည့်ပေးပါတယ်။ကလေးလေးကိုတော့ချနှောင်းလေးတွေထည့်ပြီးမီးနားမှာအတူအိတ်စီပါတယ်။ထွန်လာကတော့အနားမှာထိုင်ပြီးမီးအနဲ့အမျှစောင့်ကြည့်ပေးပါတယ်။ညတကောင်ချိန်မှာအီဆန်နိုးလာတော့ထွန်လာအင်ကိုင်းနေတာကိုတွေးလိုက်ပါတယ်။တညလုံးမိချီပေးထားတော့အီဆန်လည်းတနာသွားပြီးကလေးကိုခေါ်ပြီးအိပ်ပေါ်တက်အိတ်လိုက်ပါညမတယောက်တည်းရတယ်။မနှက်ပြန်အကူလဲတဲသွားရအောင်မလားလို့ပြောလိုက်ပါတယ်။ထွန်လာလည်းစနေချင်းပြင်မဲ့နောက်ဆုံးမှာတော့ကလေးကိုပွေပြီးအိမ်ပေါ်တက်သွားပါတယ်။တိတ်ဆိတ်တဲ့ညမှာအေးစိမ့်တဲ့လေကတိုက်ခတ်လာပါတယ်။အစ်ဆန်အိမ်နေရင်ကရင်နားကနေခြေတံတွေကိုကြားလာရပြီးအနားမှာလူရှိသူကိုခံစားလာရပါတယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့အိမ်အောက်မှာပုံဝါးတဲ့အရေးတစ်ခုသူ့ပင်တွေကိုကြော်ဖို့စူးစမ်းနေတယ်လို့ပါပဲ။အဲ့ဒီနားကဘသူလဲလို့ပေါ်မိပြီးလက်ရောင်အကိုနဲ့ကြည့်လိုက်တော့ခါကုန်းကုန်းနဲ့အပွားအိုတယောက်ကသူ့ဘက်ကိုလှည့်လာပြီးကြောက်စရာကောင်းအောင်ပြုံးပြနေတယ်။
ပြီးတော့အဖွားကြီးကတဖြည်းဖြည်းချင်းနဲ့အီဆန်အနာကိုရှောက်လာပါတယ်။အီဆန်လည်းထွန်းလာကိုအော်ခေါ်ခြင်းနေပေမဲ့အတန်ကမထွက်ထားလည်းမထနိုင်ဖြစ်နေတာ။အပေါ်ကနေဝိုင်းဖိထားကြသလိုပဲ။အဖွားကြီးကဂရင်ချင်းရင်မှရက်ပြီးရှာနဲ့နှကန်းကိုရက်လိုက်ပါတယ်။အဲ့ဒီမှာပဲအီဆန်တီးလိုက်ပါပြီ။ဒါကစုံကောင်းပြတ်သစီပဲ။အကိုထွန်းလာသူအတန်ကုန်အော်ပြီးမဲ့အတန်ကတူတူလေးပဲထွက်လာပါတယ်။သစီကလည်းသူ့ဘော်ကိုတွားတက်လာပြီးဖိထားနေတယ်။ဤစံလည်းမျက်လုံးစုံမိတ်ပြီးသူတေတော့မယ်လို့ထင်နေတော့တစုံတစ်ယောက်ကသစီကြီးကိုပြန်ချလိုက်ပါတယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့ကတင်ရှင်ကကိုအောင်မင်းဖြစ်နေတာ။အကြောင်းနဲ့ဤစံသစီအောင်မင်းကလှမ်းပြီးအားပေးစကားပြောလိုက်ပါတယ်။သစီအဖွားကြီးလည်းကိုအောင်မင်းကိုဒေါသတကြီးနဲ့ခုံဝင်တိုက်တာပေါ့။နှစ်ယောက်သာဘသူမှမလျှော်ပဲတိုက်နေကြတယ်။အဲ့ဒီမှာအင်ဘောကနေကလင်းကိုတန်ကြရတော့သစီအဖွားကြီးလည်းအောင်မင်းကိုကန်ထုတ်ပြီးအိမ်မော်တက်ဖို့လှမ်းလိုက်ပါတယ်။ဒါပေမဲ့ကိုအောင်မင်းကရှေ့ကနေပိတ်ရက်ပြီးသစီကြီးကိုလေကားအောက်ရအောင်ကန်ချလိုက်ပါတယ်။ပြီးတော့အတန်နဲ့ကြီးနဲ့ထွက်သွားဆိုပြီးပေါ်လိုက်တော့သစီလည်းအောင်မင်းကိုမရှင်နိုင်ပဲအမောင်တဲကိုစုံရင်ကြက်ွယ်သွားပါတော့တယ်။သစီအောင်မင်းကဂရင်အစိုးမှလာထိုင်ပြီးငါမင်းကိုစောင့်ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။အီဆန်လည်းခုနကဖြစ်ရတွေကြောင့်ကြောက်နေပေမဲ့ကိုအောင်မင်းရှိနေတော့စိတ်အေးနေရတယ်။သစေဖွားကြီးကလည်းအခွင့်အရေးကိုလှက်ပက်ချောင်းနေပေမဲ့အောင်မင်းရှိတာမို့လို့ဘာမှမလုပ်ရဲပါဘူး။အောင်မင်းသာမရှိရင်ဘာဖြစ်မယ်ဆိုတာမတွေးရသလောက်ပါပဲ။နောက်နေ့မနက်ကိုထုံးလာနိုးတော့အောင်မင်းကိုမတွေ့ရတော့ပါဘူး။အီဆန်လည်းညကအကြောင်းကိုပြန်ပြောပြတာပေါ့။ထွန်းလာလေအစကအိမ်မက်တင်နေပြီမဲ့ကလင်းကိုတန်ကြားတယ်ဆိုတော့ယုံလိုက်ပါတယ်။ညကသူ့သားလေးအငိုတိတ်အောင်မနေချိုးခဲ့ရတာမလို့ပါ။ဒါပေမဲ့အိမ်အောက်ကနေတော့ဘာတန်မှမကြားခဲ့ရပါဘူး။အဲ့ဒီနေ့ကစပြီးမိနာမှာအေးရတဲ့ညတိုင်းကိုထွန်းလာကစောင့်နေပြီမဲ့လေသစေအောင်မင်းကလည်းအနားကနေတက်ပြီးစောင့်ရှောက်ပေးနေတတ်ပါတယ်။မိနာမှာအေးရတဲ့မိဝင်ကားလာပြီးတော့အီဆန်လည်းပစုံပြန်လုပ်ပြီးထွန်းလာတဲ့ကလေးကိုခေါ်ကအောင်မင်းရဲ့တင်ကြိုင်မှာသွားကြတော့ပါတယ်။ယေစုတမတဲ့အကိုလို့လည်းထက်ခါတလဲလဲပြောနေမိတယ်။သစေအောင်မင်းကမိနာမှာဆောင်ပေးတယ်ဆိုတဲ့သတင်းကရွာထဲကိုပြန်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကလေးမွေးပြီးတဲ့မိန်းမတွေမိဝင်ရတဲ့အခါတိုင်းသစေအောင်မင်းကိုပူဇော်ပြီးကာဝယ်ပေးဖို့တောင်းဆိုကြပါတယ်။တချို့ကသစေအောင်မင်းကိုဂရင်စုံးမှထိုင်နေတာတွေ့ရတတ်တယ်လို့တချို့ကလည်းအနားမှာနှဲပတ်နေတာမြင်ရတယ်လို့ပြောကြပါတယ်။အဲ့ဒီအခါတိုင်းရွာသားတွေကအရက်စိတ်လိမ်ငါးကင်တွေနဲ့ပူဇော်ကြတာပေါ့။ကိုအောင်မင်းကသေသွားပြီးပြီမဲ့လေသူ့ရဲ့စိတ်ကောင်းတဲ့ကိုညီတက်တဲ့သဘောကရွာထဲမှာဆက်လက်ရှင်သန်နေပါတယ်။ပြီးတော့ဒီလိုယုံကြည်မှုတစ်ခုအဖြစ်ဒလီထုံးစံတစ်ခုဖြစ်လာခဲ့ပါတယ်။လူတစ်ယောက်ရဲ့ကောင်းမှုတွေကသေသွားပြီးပြီမဲ့လေအသက်ဝင်နေနိုင်သေးတယ်ဆိုတာဒီဇလန်လေးကသက်သေပြနေပါတယ်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။စိတ်ဝင်စားစရာဘာသာပြန်ဇလန်းကောင်းတွေနဲ့အတူဆက်ဆက်ပြန်လာခဲ့ပါမယ်။